ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မှုပါဆိုတော့ဒီနေ့စီစဉ်မစားခင်မှာထုံးစံတိုင်းပဲ channel subscribe လုပ်ရသေးတဲ့သူများရှိရင်လုပ်ထားပြီးတော့ဘေးနားအကောင့်လုံးနှိပ်ထားပါဒီကားပြီးတော့နောက်ထပ်အမိုက်စားတွေဇက်တိုက်လာမှာဖြစ်တဲ့အတွက်စောင့်ကြည့်စေချင်ပါတယ်ပြီးတော့ဒီနေ့စီစဉ်လုံးလဲ VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအလုံးမရှုပ်ဘူးဆိုရင်တောင်းဆိုတာပါအဲ့တော့အားလုံးဒီနေ့မှာကတော့ Alice in Borderland Season 3ကိုတင်ဆက်လာခဲ့တာအသေးဆက်ပေါ့နော်ထွက်တာလည်းမကြသေးဘူးကြည့်ရတာလည်းမကြသေးဘူးဆိုတော့ဒီနေ့မှာတစ်ဖြည်းဖြည်းနဲ့အပိုင်း1 2 3 4 5ကိုရောက်လာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ let's goကျွန်တော်ပိုင်း6ဆိုရင်ဇက်သိမ်းမှာဖြစ်တဲ့အတွက်ဇက်မသိမ်းခင်တစ်ပိုင်းတွားလိုက်ကြအောင်ပါဒီပိုင်းဆက်မှာတော့အာရီစီရိုအဖွဲ့ကလူတွေအကုန်လုံးရှီဘူယာဘူဒါရှေ့ကိုရောက်လာပြီးတော့မူလာကဘာကလူတွေကိုတန်တောနဲ့ကြည့်နေကြပါတယ်ဒါပေမဲ့အာရီဆိုကတခုခုကိုသတိထားမိသွားပြီးတော့သူရှိကနန်ကိုသွားကင်ကြည့်တော့သူတို့တွေတကယ်မူလာကဘာကိုပြန်ရောက်တာမဟုတ်ပဲဆက်ခရင်ကဖြစ်နေအောင်သိလိုက်ရတာပါသူတို့ရှိမှမြင်နေရတာတွေကလည်းဆက်ခရင်ကပုံရိပ်တွေပဲဖြစ်ပါတယ်ကျန်တဲ့လူတွေကလည်းသူတို့ဘေးပတ်ပတ်လေကဆက်ခရင်တွေကိုကင်ကြည့်နေပါတယ်အာရီစုကတော့သူရှေ့ကဆက်ခရင်မှာသူ့ပုံရိပ်သူပြန်မြင်လိုက်ရပြီးကျန်တဲ့လူတွေလည်းသူတို့ကိုသူတို့ပြန်မြင်နေကြပါတယ်အာရီစုကတကားပေါက်တစ်ခုရှာတွေ့သွားပြီးတော့အဲ့တကားပေါက်ထဲဝင်လိုက်တော့နောက်ထပ်နေရာတစ်ခုကိုရောက်လာပါတယ်ကျန်တဲ့လူတွေလည်းအာရီစုနာကိုလိုက်လာကြပါတယ်အာရီစုရောက်နေရကမူလာကဘာကသူ့ရဲ့အိမ်ရှိဖြစ်ပြီးတော့မူလာကဘာကအာရီစုတယောက်အထုပ်ပိုးတွေဆွဲပြီးတော့အလုတ်ကပြန်လာနေတာကိုမြင်လိုက်ရပါတယ်ဦးစာကီကသူ့တကားလာဖွင့်ပေးပြီးတော့အာရီစုလည်းထပ်ပေါ်လာတဲ့တကားထဲကိုဝင်လိုက်တော့အိမ်ထဲကမြင်ကွင်းတွေကိုမြင်ရပါတယ်အဲ့မှာတော့မူလာကဘာကအာရီစုကကလေးလေးတယောက်ကိုခြိထားပြီးတော့အဲ့ဒီကလေးလေးကသူနဲ့ဦးစာကီတို့ရဲ့ကလေးလေးပါပဲအဲ့ဒီမှာပဲဆာခရီမော်ကအာရီစုတို့သားဖားရဲ့ပုံရိပ်ကိုဦးစာကီကလက်နဲ့ထိကြည့်နေတာကိုမြင်လိုက်ရပြီးဦးစာကီကနောက်ကိုလှည့်ကြည့်လိုက်တော့အာရီစုကိုတွေ့သွားခဲ့ပါတယ်ဦးစာကီကဆာခရီနဲ့ကမဟုတ်ပဲဦးစာကီကိုအပြင်မှာတကယ်တွေ့လိုက်ရတာပါသူတို့ညောင်လဲဝမ်းသာသွားပြီးတော့ပြေးဖက်လိုက်ကြပါတယ်ဦးစာကီကငါနဲ့ကိုအရန်လွမ်းနေတာတောင်းပန်ပါတယ်လို့ပြောလိုက်ပြီးတော့အာရီစုကအိမ်ပြန်ကြအောင်လို့ပြောလိုက်တာပါကျန်တဲ့လူတွေလည်းအာရီစုတယောက်သူမိမနဲ့ပြန်ဆုံသွားတာကိုမြင်လိုက်တော့ဝမ်းသာနေကြပါတယ်အဲ့ချိန်မှာပဲသူတို့ရှိနေတဲ့အခန်းထဲကိုရူဂျီယူနာနဲ့ရှိုတာတို့ဝင်လာကြပါတယ်သူတို့ဘေးကဆာခရီနေမှာလည်းခုနကမြင်နေရတဲ့ပုံရိပ်တွေပျောက်သွားတော့သူတို့တွေကစတူယန်ဘုံခန်းတစ်ခုထဲရောက်နေကြတာပဲဖြစ်ပါတယ်အာရီစုကရူဂျီကိုတွေးတော့မင်းမဲလို့ပြောပြီးတော့မြတ်ခွက်ကိုပြေးထိုးတော့တာပါအာရီစုကဦးစာကီကိုမေးတတ်တာဒါတွေကိုလုံးမေးအမှားပဲလို့ပြောလိုက်ပြီးတော့ဒေါသထွက်နေတော့ကျန်တဲ့လူတွေကသူ့ကိုမနဲ့ဝိုင်းဆွဲထားပါတယ်ဦးစာကီကလည်းအာရီစုတော်ပါတော့ဒီရှောင်းလုံးမှာ तू ကငါးဘက်ကနေတိုက်ခိုက်ပေးခဲ့တာ तू သာမရှိရင်ဒီထိငါရောက်လာမှာမဟုတ်ဘူး तू ကငါ့တက်ကိုကယ်ပေးခဲ့တာခုလိုငေါင်းညောင်းပြန်ဆောင်တာသူ့ကြောင့်ပဲလို့ပြောလိုက်တော့အာရီစုကလည်းစိတ်လျှော့လိုက်ပါတယ်အဲ့တော့ final ကစားပွဲအတွက်စရင်ပိတ်လိုက်ပါပြီပါဝင်စားသူ10ယောက်အတီးပြူပြီးပါပြီလို့ကြေညာတဲ့တန်ကထွက်ပေါ်လာပါတော့တယ်ဦးစာကီတို့လည်းအံ့ဩသွားပြီးတော့10ယောက်လာဒီမှာလူက9ယောက်ပဲရှိတာလေလို့ပြောလိုက်ပါတယ်အာရီစုတို့ဖွဲ့က9ယောက်နဲ့ဦးစာကီတို့ဖွဲ့က4ယောက်9ယောက်ပဲရှိနေတာပါအားနဲ့အာရီစုကခလေးကိုပြောတာပဲလို့ပြောလိုက်တော့ဦးစာကီလည်းအံ့ဩသွားခဲ့ပါတယ်အာရီစုကမင်းမကိုဝင်ရှိနေပြီလို့ဆရာဝန်ကပြောတယ်ဦးစာကီလို့ပြောလိုက်တော့ဦးစာကီလည်းအခုမှသူကိုဝင်ရှိနေမှန်းကိုသိလိုက်ရတာပါအဲ့တော့ကစားပွဲစတင်မှာတော့မယ်လေဘတ်တွေနဲ့လက်ပတ်တွေဝစ်ဆင်ထားကြပါလို့ကြေညာလိုက်ပြီးသူတို့ရှိကဇပွဲတစ်ခုပေါ်မှာလေဘတ်တွေနဲ့လက်ပတ်တွေရောက်လာခဲ့ပါတယ်အခုကစားမဲ့ final ကစားပွဲကတော့ဖြစ်နိုင်ခြေရှိတဲ့အနာဂတ်ဆိုတဲ့ကစားပွဲပဲဖြစ်ပါတယ်အာရီစုတို့လည်းလေဘတ်တွေလက်ပတ်တွေဝစ်လိုက်ကြပြီးဘိုင်ထဲကကလေးတို့လက်ပတ်တစ်ခုပါပါတယ်အဲ့လက်ပတ်ကိုအမေဖြစ်တဲ့ဦးစာကီကယူထားလိုက်ပါတယ်ဦးစာကီကသူ့ဘိုက်ကိုသူကန်ကြည့်လိုက်ပြီးတော့သူ့မှာကလေးရှိနေတာကိုခုမှသိလိုက်တဲ့အတွက်ကလေးတို့ကိုစိတ်ပူနေခဲ့ပါပြီအခုကစားမဲ့ကစားပွဲစီးမင်းတွေကတော့သူတို့ရောက်တဲ့နေရာမှာအလျားလိုက်နဲ့ဒေါင်လိုက်စုစုပေါင်းအခန်း25အခန်းရှိပါတယ်တပွဲစီမှာကစားမတွေကအခန်းလေကဇပွဲပေါ်မှာရှိတဲ့အန်စာတုံး၄တုံးကိုခောက်ရမှာပါအန်စာတုံးတွေကအယောင်4အောင်ရှိပြီးတော့အဲ့ဒီအယောင်တွေက၄ဘက်နန်းကတကားတွေရဲ့အယောင်တွေပါပဲအန်စာတုံးကနေရလာတဲ့နံပါတ်ကနောက်တစ်ခန်းကိုကူးနိုင်မဲ့လူရည်အတွက်ဖြစ်ပြီးတော့ထွက်ပေါက်ရှိတဲ့အခန်းကိုရှာနိုင်မှဂိမ်းကိုနိုင်မှာပါအန်စာတုံးခောက်လို့ရတဲ့နံပါတ်ကနည်းနေပြီးတော့အဲ့အတွက်ကစားမတယောက်ကနောက်တစ်ခန်းကိုမကူးနိုင်ဘူးဆိုရင်အဲ့ကစားမကလော့ဒေါင်းချခံမှာဖြစ်ပါတယ်ဒီကစားမကိုကယ်ဖို့နောက်ထပ်ကစားမ2ယောက်ကဘေးတစ်ဖက်ချက်စီကအခန်းတွေကိုလာပြီးတော့ကယ်ရမှာပါကစားမတယောက်ကိုအမှတ်15အမှတ်စီပေးထားမှာဖြစ်ပြီးတော့အခန်းတစ်ခုကနေနောက်တစ်ခုကိုကူးရင်ကစားမတယောက်ကအမှတ်1မှတ်3ရမှာဖြစ်ပြီးတော့သူ့လက်ပတ်ကိုတကားနာမှာကတ်လိုက်ရမှာပါအဲ့ဒီခန်းတွေထဲမှာအမှတ်ရောစီမဲ့အခန်းချို့လည်းရှိပြီးတော့ကစားမတယောက်ကအမှတ်3ညအောက်ရောက်သွားရင်တော့ထုတ်ပယ်ခန်းမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့အခန်းတစ်ခုစီရဲ့နိုင်ရန်၄ဘက်မှာကစားမတွေရဲ့ဖြစ်နိုင်ခြေရှိတဲ့အနာဂတ်တွေကိုလည်းပြထားမှာဖြစ်ပြီးတော့ကစားမတွေရွေးချယ်လိုက်တဲ့အနာဂတ်ကထွက်ပေါက်ကိုရောက်ရင်တကယ်ဖြစ်လာလိမ့်မယ်လို့ကြေညာလိုက်ပါတယ်အဲ့တော့အာရီစုကအကောင်းဆုံး viewer ကအုပ်စုဖွဲ့ပြီးတော့တူတူလုံးကြဖို့ပဲလို့ပြောလိုက်ပြီးယူနာနဲ့ရှိုတာတို့မောင်နှမကိုသူ့ဖွဲ့တွေကလူတွေနဲ့ရင်းနှီးသွားအောင်မိတ်ဆက်ပေးလိုက်ပါတယ်အဲ့တော့မှတော့ game စတင်ပါပြီလို့ကြေညာလိုက်ပြီးတော့ချိန်3မိနစ်အတွင်းမှာအန်စာတုံးလိမ့်ပြီးအခန်းကူဖို့ကြေညာလိုက်ပါတယ်နန်၄ဘက်မှာလည်းအယောင်4အောင်တကား4ချက်ကပေါ်လာပါတော့တယ်ဒက်ဆူကအန်စာတုံးတွေကငါကျွမ်းနေငါလှိမ့်မယ်လို့ပြောလိုက်ပြီးတော့အန်စာတုံးတွေကိုလှိမ့်လိုက်တော့အနီအောင်ကနံပါတ်5အစိမ်းအောင်ကနံပါတ်4အဝါ1နဲ့အပြောင်က9ကြပါတယ်ဒီနံပါတ်တွေကလူရည်အတွက်တိုင်းသာတကားတွေထဲဝင်လို့ရမှာဆိုတော့သူတို့တွေလူခွဲရမှာပါ
အဲ့ဒီမှာမှနန်းနေပေါ်မှာသူတို့အတွက်ဖြစ်နိုင်နေရှိတဲ့အနာဂတ်ပုံရိပ်တွေပေါ်လာပါတော့တယ်အနာဂတ်တွေကလူတယောက်ချင်းစီလိုက်အမျိုးမျိုးကွဲနေပြီးတော့ကောင်းတာတွေရှိလို့မကောင်းတာတွေလည်းရှိပါတယ်တကားတစ်ချက်ချင်းစီတိုင်းမှာပြထားတဲ့အနာဂတ်တွေကမတူကြပါဘူးတချို့တကားပေါက်မှာရှိတဲ့ screen တွေမှာကောင်းတဲ့အနာဂတ်မြင်ရပြီးတော့တချို့တကားတွေမှာကတော့ဆိုးဝါးတဲ့အနာဂတ်တွေပါအာရီစုကဒါဆိုရင်ဖြတ်သွားတဲ့တကားပေါ်မူတည်ပြီးတော့အနာဂတ်တွေကပြောင်းသွားမှာပေါ့ဒီတိုင်းဆိုကောင်းတဲ့အနာဂတ်ရှိတဲ့တကားတွေကိုပဲရွေးပြီးတော့သွားမလို့ဖြစ်နေပြီလို့ပြောလိုက်တာပါရူဂျီလည်းနန်ဘော်ကသူ့ရဲ့အနာဂတ်တွေမျိုးမျိုးကိုမြင်နေရပြီးတော့စကရင်တစ်ခုမှတော့သူရေးထားတဲ့တေချင်းကဘာနဲ့ဆက်ဆက်တဲ့စာတန်းကိုသူ့အထက်ကပေါမောက်ခကအရင်များဖတ်များတွေပဲစိတ်ကူးရင်ပြီးတော့ရှောက်ရေးထားလာလို့ကောနေတာကိုမြင်ရပါတယ်ဒါပေမဲ့အာရီစုနဲ့ဥစာကီတို့ကလည်းသူတို့လင်များနှစ်ယောက်နဲ့ကလေးလေးတို့ပျော်ရွှင်နေတဲ့အနာဂတ်ပုံရိပ်တွေကိုမြင်ရပါတယ်ဒီကောက်ကအပြောင်တကားရှိတဲ့နန်ဘက်ကအနာဂတ်တွေကကောင်းနေတဲ့အတွက်အကုန်လုံးကအပြောင်ကိုပဲရွေးချယ်နေကြပါတယ်ဒါပေမဲ့အပြောင်တကားကို9ယောက်ပဲဝင်လို့ရမှာပါအာရီစုကငါတို့အဖွဲ့လိုက်လှုပ်ရှားမယ်အမှတ်တွေကိုဖြုံးလို့မဖြစ်ဘူးအခုကတော့အကုန်လုံးအပြာဘက်ကိုသွားလို့မရတဲ့အတွက်နှစ်ဖွဲ့ခွဲပြီးတော့နံပါတ်အကြီးဆုံးတကားတွေကိုသွားကြမယ်ယူနာရှိုးတာနဲ့ရေဒိုက3ယောက်ခွဲပြီးတော့ D3 အခန်းကိုသွားလိုက်ငါတို့ကျန်တဲ့9ယောက်က C2 ကိုသွားမယ်ဒါဆိုငါတို့တွေ D2 မှာပြန်ဆုံနိုင်တယ်လို့အစီအစဉ်ဆွဲပေးလိုက်တော့တာပါရေဒိုအကုန်လုံးကလည်းအာရီစုရဲ့ plan ကိုသဘောတူလိုက်တော့ရူဂျီကမင်းတို့အကုန်လုံးသူပြောတာကိုယုံကြတယ်ပေါ့လေဘာမှတော့ပြန်မမေးကြဘူးလားလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ရေကနေသူ့စီစဉ်ကိုမကြိုက်ရင်တခြားခန်းရွေးလိုက်လေလို့ပြန်ပတ်လိုက်ပါတယ်အဲ့တော့အာရီစုကသူ့အမှတ်တစ်မှတ်ကိုအရင်ဆုံးသုံးလိုက်ပြီးတော့အပြောင်တကားတွေကိုဝင်လာကြပါတယ်ရေလည်းသူ့အမှတ်ကိုသုံးလိုက်ပြီးတော့တောင်းအောင်သာအနီရောင်တကားကိုဖွင့်လိုက်ကြပါတယ်အာရီစုတို့ဝင်လာတဲ့ C2 ကအမှတ်တစ်မှတ်ရောမဲ့အခန်းဖြစ်နေတော့သူတို့တဲကတယောက်ကတစ်မှတ်ရှော့ခံရမှာပါအာနေဥစာကီကသူ့စီကအမှတ်ကိုပေးလိုက်ပါတယ်အဲ့နောက်တော့ဒုတိယချီစားတင်လာပြီးတော့ထုံးစံတိုင်းတကားလေးခုပေါ်လာခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့အန်စာတော့က3ခုပဲရှိပါတယ်သူတို့ခုနကထွက်လာတဲ့တကားပေါက်ကိုချက်ချင်းပြန်ဝင်လို့မရလို့ပါအဲ့နေရာကိုပြန်သွားခြင်းကစားပွဲတကြောစောင့်ပြီးတော့မှဝင်သွားလို့ရမှာပါအဲ့နောက်တော့တက်စုလည်းအန်စာတော့ကိုခောက်လိုက်တော့အနီအောင်တကားက3အဝါ1နဲ့အပြားနံပါတ်9ရပါတယ်ပြီးတော့နန်မှာအနာဂတ်ပုံရိပ်တွေထပ်ပေါ်လာပြီးဒီကလည်းအပြောင်တကားဘက်ကကောင်းတဲ့အနာဂတ်တွေများပါတယ်အနီအောင်တကားဘက်ကတော့အနာဂတ်မကောင်းတဲ့အတွက်ဘယ်သူမှသိပ်ပြီးတော့မရွေးချင်ကြပါဘူးဒါပေမဲ့အာရီစုတို့အတွက်ကတော့အနီအောင်ဘက်ကလည်းအနာဂတ်ကောင်းပါတယ်ပြီးတော့ရေဒိုနဲ့ပြန်တွေ့ဖို့ချိန်နာကအနီအောင်တကားကနေဝင်ရမယ့်အခန်းပါအဲ့ဒါနဲ့အာရီစုကငါအနီအောင်တကားကနေဝင်ပြီးတော့ရေဒိုနဲ့ပြန်ဆုံလိုက်မယ်လို့ပြောတော့ဥစာကီကလည်းသူနဲ့လိုက်မယ်လို့ပြောပါတယ်အဲ့ဒါနဲ့တခြားလူတွေကိုအပြောင်တကားဘက်ကိုဝင်ဖို့မှားလိုက်ပြီးအာရီစုကအနီအောင်ဘက်ကိုသွားဖို့စီစဉ်လိုက်ပါတယ်ဒါပေမဲ့ရေဒိုကတော့အန်စာခောက်လိုက်တော့3ခုလုံးနှစ်တွေကြပါတယ်အားနဲ့ရေကငါတို့နှစ်ဖွဲ့ခွဲရတော့မှာဆိုတော့ဒီ2ကိုသွားပြီးတော့အာရီစုတို့နဲ့တွေ့လိုက်မယ်လို့ပြောလိုက်ပါတယ်ယူနာတို့ကတော့ E3 ကိုရွေးချယ်လိုက်ကြတာပါအဲလိုနဲ့အာရီစုဥစာကီနဲ့ရေတို့တွေ့ကြပြီးတော့သူတို့ကတကားနှစ်ခုကနေဝင်လာကြတာဆိုတော့ထပ်ဝင်လို့ရမယ့်တကားက2ချက်ပဲရှိပါတယ်အာရီစုကအန်စာကိုခောက်လိုက်တော့အန်စာတုံးက1နဲ့2ကြပါတယ်ဥစာကီကကလေးနဲ့ဆိုတော့2ယောက်ခန်းထဲကိုဝင်မှရမှာပါဂျန်နဲ့တယောက်ကပဲနောက်တကားကိုသွားလို့ရမှာဆိုတော့အခန်းထဲမှာတယောက်ကနေခဲ့ရမှာပါအားနဲ့ရေကဒီကငါနေခဲ့လိုက်မယ်နင်တို့သွားကြဇွန်ဘီဂိမ်းတို့ကငါနင်းကိုအကျွေးတင်နေသေးတယ်လေလို့အာရီစုကိုပြောလိုက်ပါတယ်အာရီစုလည်းသဘောတူလိုက်ပြီးတော့ဥစာကီကို D1 ကိုသွားပြီးတော့ချီစာကိုတို့ဖွဲ့နဲ့တွေ့ဖို့ပြောလိုက်ပါတယ်ပြီးတော့ချီစာကိုတို့ D1 ကိုဘယ်နှယောက်လာလို့ရလဲလှမ်းမေးပြီးတော့ဥစာကီနဲ့လာတွေ့ဖို့ပြောလိုက်တာပါအာရီစုလည်းသဘောတူလိုက်ပြီးတော့ဥစာကီကို D1 ကိုသွားပြီးတော့စာချီကိုတို့ဖွဲ့နဲ့တွေ့ဖို့ပြောလိုက်ပါတယ်ပြီးတော့စာချီကိုတို့ D1 ကိုဘယ်နှယောက်လာလို့ရလဲလှမ်းမေးပြီးတော့ဥစာကီနဲ့လာတွေ့ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ D1 တကားပေါက်ကအနာဂတ်ကစာချီကိုတို့ကမကောင်းပါဘူးသူ့ယောက်ျားသူ့ကိုစူပူကျိန်းမောင်းနေတာကိုမြင်နေရတာပါအာရီစုကရှိုတာတို့ကိုလည်းလမ်းဆက်သွယ်ပြီးတော့ရေကအခုဒီခန်းမှာခြံနေခဲ့မှာငါတို့သူ့ကိုပြန်ထုတ်ပေးရမင်းတို့နှစ်ယောက်နောက်တည်းကျ D3 ကိုပြန်သွားပြီးတော့ရေကိုထုတ်ပေးလို့ရမလားလို့မေးလိုက်တော့ရှိုတာလည်းသဘောတူလိုက်ပါတယ်စာချီကိုကတော့အာရီစုပြောတဲ့အတိုင်းပဲ D1 ကိုပဲ4ယောက်လုံးသွားဖို့လုပ်ပါတယ်အဲ့မှာရိုဂျီကအာရီစုကအုပ်စုလိုက်လှုပ်ရှားသင့်တယ်လို့ပြောလို့မင်းတို့လိုက်လုံနေကြရလားငါတို့ကထွက်ပေါက်ကိုရှားမှာငါတို့လူခွဲပြီးရှာရင်ပုံမြန်လိမ့်မယ်ပြီးတော့ငါတို့နာဂတ်ကိုပိုကောင်းကောင်းမသိသင့်ဘူးလားလို့ပြောလိုက်ပါတယ်အဲ့မှာစာချီကိုနိုဘူးနဲ့တက်ဆုတို့လည်းတွေးဝေသွားကြပြီးနန်းတွေမှာမြင်နေရတဲ့သူတို့အနာဂတ်တွေကိုလိုက်ကြည့်နေပါတယ်အကုန်လုံးအနာဂတ်ကောင်းတာကိုပြထားတဲ့တကားတွေကိုပဲဝင်ကျင်နေကြတာပါရူဂျီကငါသာဆိုရင်ထွက်ပေါက်ကိုတတ်နိုင်မှအဝေးဆုံးမှာထားရမှာပဲတောင်းမှထားတာအတိတ်ပဲရှိတယ်လို့ပြောလိုက်တော့စာချီကိုကနင်းကြံကောင်းပါတယ်ငါတို့နှစ်ဖွဲ့ခွဲပြီးတော့ထောင်ကန်းတွေကိုစစ်ကြမယ်ဒါပေမဲ့အာရီစုကြံလည်းကောင်းတယ်သူပြောတာကိုနားမထောင်လို့မကောင်းဘူးအဲ့တော့နေနဲ့ငါဥစာကီကိုသွားတွေ့မယ်လို့ပြောလိုက်ပါတယ်တက်ဆုတို့လည်းသဘောတူလိုက်ပြီးတော့တက်ဆုနဲ့နိုဘူးက B1 အခန်းကိုသွားဖို့ရွေးလိုက်ပါတယ်ဒါပေမဲ့တော့ယူနာကနန်တစ်ခုပေါ်မှာမြင်နေရတဲ့သူ့ရဲ့ကောင်းတဲ့အနာဂတ်ကိုကြည့်ပြီးတော့ကြည်နူးနေပါတယ်အဲ့ဒါမှယူနာကသူ့ချစ်သူကောင်းလေးနဲ့ပျော်ရွှင်လက်တွဲပြီးတော့လက်ထပ်ဖို့ပြင်ဆင်နေတာပါရှိုတာလည်းသူညမအောင်ကြီးနဲ့အရင်ကပုံရိပ်တွေပြန်ပြီးတော့မြင်အောင်လာပါတယ်သူတို့မောင်နှမနဲ့သူတို့မိဘတွေအပန်းပြေခီတူထွက်ကြတော့မှကားတိုင်းမှုဖြစ်ပြီးတော့သူတို့ရဲ့အဖေနဲ့မိနှစ်ယောက်စလုံးဒေဆုံးသွားကြတာဖြစ်ပါတယ်အဲ့ကလေးကရှိုတာလည်းသူညမယူနာကိုစိတ်ချမ်းသာအောင်ထားပြီးတော့မထိခိုက်အောင်စောင့်ရှောက်ဖို့ဆုံးဖြတ်ထားတာပါရှိုတာလည်းသူညမလေးပျော်ရွှင်လက်ထပ်ပွဲကျင်းပနေပုံရိပ်ကိုကြည့်ပြီးတော့အာရီစုရဲ့အစီအစဉ်တိုင်းလိုက်မလုပ်တော့ပဲအနာဂတ်ကောင်းတဲ့တကားကိုပဲရွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ယူနာလက်ကိုဆွဲပြီးတော့ E4 တကားတွေကိုဝင်သွားပါတော့တယ်
ဒါပေမဲ့ရေကတော့အခန်းထဲမှာ lockdown လုပ်ခံပြီးတော့သူ့ရဲ့လေးဘက်လေးတန်ကနိုင်ရန်ပတ်လည်မှာစိုးရတဲ့အနာဂတ်တွေနဲ့နေကအသုံးမကျဘူးနေကအမိုက်ပဲဆိုရယ်စူညံတန်ဒီဇက်တိုက်ထွက်ပေါ်လာပါတော့တယ်ဒါပေမဲ့နိုဘူးနဲ့တက်ဆုတို့လည်းကစားပွဲစတုတ်ထချီစပြီးဆိုတော့တက်ဆုကအန်ဆာကိုခောက်လိုက်ပါတယ်အဲ့ဒီမှာအစိမ်းအောင်ကနံပါတ်9နဲ့အဝါအောင်ကနံပါတ်1ကျပါတယ်သူတို့တွေထောင်ကန်းကိုသွားပြီးတော့ထွက်ပေါက်စားခြင်းအဝါအောင်တကားကိုဖျက်ရမှာပါတက်ဆုကလူခွဲတာမကောင်းဘူးငါတို့အစိမ်းအောင်ဘက်ကိုပဲတွားရအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့နိုဘူးကဝါအောင်တကားဘက်မှာသူ့အတွက်ကောင်းတဲ့အနာဂတ်တွေကိုမြင်နေရပါတယ်ဥစာကီကတော့စာချီကိုရူဂျီတို့နဲ့ပြန်တွေ့ပါပြီရူဂျီကငါထောင်ကန်းကိုသွားမယ်လို့ပြောတော့ဥစာကီကအဲ့ဒါထောင်းချောင်းဖြစ်နေဘလို့လုံးမလဲလို့မေးလိုက်ပြီးရူဂျီကတော့ငါမှ15မှတ်တောင်ကြံနေသေးတယ်လို့ပြောလိုက်ပါတယ်အာရီစုကတော့ရှိုးတာနဲ့ယူနာကိုလမ်းဆက်သွယ်ပြီးတော့မင်းတို့ဒီ3ကိုရောက်ပြီလားငါတို့ရေကိုထုတ်ပေးရမယ်လို့လှမ်းမေးနေပါတယ်ဒါပေမဲ့ရှိုးတာတို့က E5 တကားမှာယူနာတို့ကပိုကောင်းတဲ့အနာဂတ်ကိုထပ်ပြီးတော့တွေ့ပြန်ပါပြီ E5 ကဒေါင်ကန်းကိုသွားတဲ့လမ်းကြောင်းလည်းဖြစ်နေတော့ရှိုးတာကအဲ့မှာထွက်ပေါက်ရှိနိုင်တယ်လို့ပြောလိုက်ပြီးအာရီစုကိုငါတေချာမသိပေမဲ့ဥစာကီသူကလေးနဲ့ရှင်လာလို့ရှင်ငါတို့ရွေးမှာမဟုတ်ဘူးငါတို့ဘာငါတို့ထွက်ပေါက်ရှာမှရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့ရှိုးတာယူနာကိုခေါ်ပြီးတော့ E5 အခန်းထဲကိုဝင်သွားလိုက်ပါတော့တယ်အာရီစုလည်းရေကိုစိတ်ပူပြီးတော့နင်းစင်ပြေလားလို့လမ်းပြီးတော့ရေကငါယူတော့မယ်မြန်လာကယ်ကြပါလို့ပြောလိုက်တာပါတပတ်မှာတော့တက်ဆုကနိုဘူးကိုသွားကြအောင်လို့ပြောလိုက်ပြီးအစိမ်းအောင်ဘီလူတကားကိုဖွင့်လိုက်ပါတယ်တက်ဆုတော့အဝါအောင်တကားပတ်မှာကသူစေးသမားဆက်ဖြစ်နေအောင်မြင်ရပြီးအစိမ်းအောင်ပတ်မှာကအလုပ်တွေပြန်ပြီးတော့ဆေးဖြတ်လိုက်နိုင်တဲ့အနာဂတ်ကိုမြင်နေရတာပါတက်ဆုလည်းဘီလူခန်းထဲဝင်သွားပြီးတော့နိုဘူးလည်းလိုက်ဝင်မလုပ်ပေမဲ့ဒီဘက်မှာသူဝိုင်းနိုင်ခြင်းအလောင်းပြောင်းခံနေရတဲ့အနာဂတ်ကိုပဲမြင်နေရပါတယ်အဲ့နဲ့နိုဘူးကတောင်းပန်ပါတယ်ကျွန်တော်သွားတော့မယ်လို့တက်ဆုကိုပြောလိုက်ပြီးတော့အဝါအောင်တကားဘက်ကိုပြေးထွက်လာလိုက်ပါတယ်တက်ဆုလည်းနိုဘူးကိုတားဖို့လုပ်ပြီးမှတကားပြန်ပိတ်သွားပြီးတော့သူတို့တွေလူကွဲသွားကြပါတော့တယ်နိုဘူးကအဝိုင်းအောင်တကားထဲကိုဝင်လိုက်ပြီးတော့ A1 ခန်းထဲကိုရောက်လာပါတယ်ကန်ဆိုးကျွန်တော်ဒီခန်းကအမှတ်6မှတ်နှုတ်တဲ့အခန်းဖြစ်နေပြီးတော့သူ့အမှတ်ကလည်း9မှတ်ပဲကျန်ပါတော့တယ်ဒါပေမဲ့ယူနာနဲ့ရှိုးတာတို့ကလည်းထွက်ပေါက်ရှိမယ်ထင်းတဲ့အခန်းကိုဝင်လာပြီးမဲ့ဘာထွက်ပေါက်မှမရှိပါဘူးပြီးတော့ဒေါင်ကန်ဆိုတော့တကားကတပေါက်ပဲရှိနေပြီးအမှတ်လဲ4မှတ်အနှုတ်ခန်းမဲ့အခန်းဖြစ်နေပါတယ်ရှိုးတာလည်းအကိုမှတ်တွေကပေးလိုက်မယ်ဆိုတော့4မှတ်ပေးလိုက်တော့သူ့မှာ9မှတ်ပဲကျန်ပါတော့တယ်အာရီစုလည်းရေခုဒီမလို့သေးဘူးဆိုတာသိလိုက်တော့ရှိုးတာတို့တွေရေကိုမကယ်ဘဲနဲ့သူတို့ဟာသူတို့ဆက်သွားနေကြတယ်ဆိုတာသဘောပေါက်သွားပါလိမ့်ဒါပေမဲ့တက်ဆုလည်းတယောက်တည်းဖြစ်သွားပြီးတော့ဒီတစ်ခါတော့သူဆေးပြတ်သွားပြီးတော့လူကောင်းဖြစ်သွားတဲ့အနာဂတ်ကိုမမြင်ရတော့ပဲနိုင်ရန်3ဘက်လုံးမှာစေးသမားဆက်ဖြစ်နေတဲ့ပုံရိပ်တွေပဲမြင်လိုက်ရပါတော့တယ်တက်ဆုလည်းကြောင်ချောက်ချားတွေဖြစ်လာပြီးတော့သူကောင်းကိုသူထုပြီးကဲပါအောင်လို့អော်နေခဲ့တာပါနိုဘူးကတော့သူ့မိဆေးဦးမှာအသက်ရှူဆက်တက်ထားတဲ့ပုံရိပ်တွေကိုမြင်နေရပြီးစိတ်တက်ကြသွားပါလိမ့်အာရီစုကရေကိုကယ်မဲ့လို့မရှိတော့ဥစာကီကိုငါဒီ3ကိုသွားပြီးတော့ရေကိုကယ်မယ်မင်းအခန်းမှာပဲခဏဆက်နေအောင်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ရူဂျီကတော့တယောက်တည်းဒေါင်ဆုံးကအခန်းဖြစ်တဲ့ E1 ကိုလာကြည့်ပေမဲ့ထွက်ပေါက်မရှိတာကိုသိလိုက်ရပါတယ်တက်ဆုကဆိုးရတဲ့အနာဂတ်ကိုကြည့်ပြီးတော့သွေးပြတ်နေသလိုနိုဘူးလည်းသူ့မိဆေးုံတက်နေရတဲ့အနာဂတ်ကိုကြည့်ပြီးတော့ထိုင်ငုံနေပါတယ်ဒါပေမဲ့အာရီစုကတော့ရေကိုလာခဲ့ပြီးရေတယောက်လော့ဒေါင်းကနေလွတ်သွားပါတော့တယ်တက်ဆုကတော့ဘာရွေးရမှန်းမသိတာနဲ့ B3 ခန်းထဲကိုဝင်လာပြီးတော့ B3 က4မှတ်နှုတ်တဲ့အခန်းဖြစ်နေတော့သူ့မှာ10မှတ်ပဲကျန်ပါတော့တယ်ယူနာနဲ့ရှိုးတာတို့ကလည်းနောက်ခန်းတစ်ခုကိုရောက်လာပြီးတော့အဲ့ခန်းကလည်း4မှတ်ထပ်နှုတ်တော့ရှိုးတာသူညီမအမှတ်ရောမှာဆိုလို့သူ့အမှတ်ပဲထပ်ပြီးတော့ပေးလိုက်ပါတယ်အဲ့မှာနေသူ့မှာ4မှတ်ပဲကျန်တော့တာပါတက်ဆုကတယောက်တည်းစောက်တရားများဖြစ်နေပြီးတော့အဲ့ချိန်မှာပဲနန်ပေါ်မှာသူ့ချစ်သူကောင်မလေးယူကီကိုရဲ့ဘုံအိတ်တွေကိုမြင်လိုက်ရပါတယ်တက်ဆုလည်းသူစေးသမားမဖြစ်ခင်ယူကီကိုနဲ့အတူတူပျော်ရွှင်ခဲ့တဲ့ဘုံအိတ်တွေကိုပြန်ပြီးတော့မြင်အောင်လာပါတယ်တက်ဆုတယောက်သူ့စိတ်ကိုသူမထိန်နိုင်တော့တဲ့အခါမှာတော့အိတ်ထဲကဆေးတုပ်ကိုထုတ်လိုက်ပေမဲ့ယူကီကိုပြန်ကြည့်ပြီးတော့ငါပြောင်းလဲနိုင်ပါတယ်ယူကီကိုလို့ပြောလိုက်ပြီးဆေးတုပ်ကိုပြစ်ချလိုက်ပါတယ်ဒါပေမဲ့နောက်ထပ်ပြထားတဲ့အနာဂတ်ပုံရိပ်တစ်ခုမှာတော့တက်ဆုကဘောစီဘီကျဲဖြစ်နေပြီးအနီအောင်ဝစ်စုံနဲ့ခက်မက်မိုက်ကောင်မလေးတယောက်ကိုတွေ့ရပါတယ်အဲ့ဒီအမိုင်စားစကီလေးနဲ့ပျော်ပါနေအောင်မြင်လိုက်ပြီးတော့မကြခင်မှာပဲသူ့ရှိက A3 တကားရှိမှာအနီအောင်ဝစ်စုံနဲ့စကီလေးကိုတွေ့လိုက်ရပါတယ်စကီလေးကလမ်းခေါ်နေတော့တက်ဆုလဲစိတ်ညိုခံထားသလို A3 ခန်းထဲကိုလိုက်ဝင်သွားလိုက်ပါတော့တယ်ဒါပေမဲ့ A3 ခန်းထဲရောက်တော့ခုနကစကီလေးကမရှိတော့ပဲအဲ့ခန်းက10မှတ်နှုတ်မဲ့အခန်းဖြစ်နေရပါတက်ဆုမှာအမှတ်9မှတ်ပဲရှိတာဆိုတော့10မှတ်အနှုတ်ခန်းတဲ့အတွက်အမှတ်က3ညဖြစ်သွားပါပြီတက်ဆုလဲချက်ချင်း game over ဖြစ်သွားပြီးတော့နန်ဒီပေါ်မှာသူမြင်နေရတာတွေကတော့ဈေးမှုနဲ့ဖန်ခံတာတွေသူဈေးသမားဖြစ်လာတဲ့အတွက်ယူကီကိုနဲ့ပြဿနာတက်ပြီးယူကီကိုအိမ်ကနေထွက်သွားတာတွေပဲဖြစ်ပါတယ်နောက်ဆုံးမှသူအချုပ်ခန်းထဲရောက်နေတဲ့ပုံရိပ်ကိုမြင်လိုက်ပြီးတော့မကြာခင်မှာပဲတက်ဆုရဲ့လေဘင်းကလေဘက်ကပေါက်ကွဲသွားပြီးတက်ဆုတယောက်သေဆုံးသွားခဲ့ပါတော့တယ်ဒါမှမဟုတ်နိုဘူးကလည်းတယောက်တည်းထိုင်နေပြီးတော့သူစိတ်တက်ကြပြီးသူကိုသူတတ်သေးဖို့လှုပ်တုံးကသူ့မိကသူ့ဘက်မှာအမြဲရှိပြီးတော့အားပေးခဲ့တာတွေကိုပြန်ပြီးတော့သတိရလာပါတယ်ပြီးတော့သူ့မိပြောခဲ့တဲ့ဘာပဲဖြစ်ဖြစ်အသက်ဆက်ရှင်မဆွဲစကားကိုသတိရလာပြီးတော့နိုဘူးလည်းအားတင်းပြီးတော့မတ်တက်ထားရလိုက်ပြီးအန်ဆာကိုခောက်လိုက်ပါတယ်ပြီးတော့နိုဘူးတယောက်ငါတက်ဆုကိုရှားမယ်ဆိုပြီးတော့ B1 ခန်းထဲကိုဝင်လာခဲ့ပါတယ်နိုဘူးက B1 ခန်းမှာတမတ်ထနှုတ်ခံပြီးတော့4မှတ်ပဲကြံပါတယ်အဲ့ချိန်မှာပဲနိုဘူးကစာချီကိုနဲ့ဆက်သွယ်ရပြီးတော့တက်ဆုနဲ့သူလူကွဲသွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်စာချီကိုကကျမတို့က C1 မှာနေအဲ့မှာပဲနေငါတို့လာခဲ့မယ်လို့မှားလိုက်ပါတယ်ဒါပေမဲ့ယူနာနဲ့ရှိုးတာကိုလည်း9ကြိမ်မြောက်အချီစတော့
အန်ဆာကိုလှိမ့်လိုက်ပြီးတော့နံပါတ်ကတစ်တွေကြီးပဲကြပါတော့တယ်အိုင်မာနေသူတို့မောင်နှမမှာဖြစ်မနေလူခွဲကြတော့မှာပါအာရီစုကတော့ရေနဲ့တူ D3 အခန်းထဲမှာရောက်နေပြီးတော့ရူဂျီကတော့ D2 မှာပါရူဂျီကဥစာကီနဲ့သူနဲ့နှစ်ယောက်သားမူလကဘာမှာပျော်ရွှင်တဲ့ပုံရိပ်တွေမြင်ရပြီးတော့နောက်ထပ်နိုင်တစ်ဖက်က D3 တကားဘက်မှာတော့ဥစာကီကိုသူအနောက်ကနေတနတ်နဲ့ချိန်ပြီးငါနဲ့တူလိုက်ခဲ့လူသေးတွေနဲ့နယ်မြေကိုသွားမယ်လို့ခေါ်နေတာကိုမြင်လိုက်ရပါတယ်ပြီးတော့ဥစာကီကိုသူတနတ်နဲ့ပြစ်တက်လိုက်ပြီးတော့သူ့ကိုယ်သူလည်းပြစ်တက်လိုက်ပါတော့တယ်ရူဂျီလည်းသူ့အိတ်ထဲကတနတ်ကိုထုတ်ကြည့်လိုက်ပြီးတော့ဘန်နာတယောက်ဥစာကီကိုတတ်ဖို့အတွက်သူ့ကိုခိုင်းထားတာကိုပြန်သတိရလာပါတော့တယ်ယူနာနဲ့ရှိုးတာတို့ကတော့လူခွဲလိုက်ပြီးတော့ယူနာက C4 ကိုသွားပြီးတော့ရှိုးတာ B5 ကိုရွေးလိုက်ပါတယ်ယူနာမှာ12မှတ်တောင်ကြံသေးပေမဲ့ရှိုးတာမှာ3မှတ်ပဲကြံပါတော့တယ်ဥစာကီနဲ့စာချီကတော့နိုဘူးနဲ့ပြန်တွေ့ပြီးသူတို့တွေတက်ဆုကိုလမ်းခေါ်နေကြရမယ်တက်ဆုကပြန်မထူးနိုင်တော့ပါဘူးရှိုးတာတော့နောက်ခန်းထဲမှာအန်ဆာထပ်လှိမ့်လိုက်ပြီးတော့ B4 တကားပေါက်ရှိတဲ့နန်းမှာသူ့ညမရဲ့သူ့ရောက်ဖားရဲ့သူ့ညမရဲ့ကလေးလေးသူ့တူလေးတို့ပျော်ရွှင်ရှိနေအောင်မြင်လိုက်ရပါတော့တယ်ဒါပေမဲ့ယူနာကအန်ဆာလှိမ့်လိုက်တော့ရှိုးတာနဲ့ပြန်တွေ့ဖို့ချိန်ထားတယ် B4 တကားပေါက်ကတုံညဖြစ်နေပါတယ်အဲ့တော့သူ့ကိုယ်နဲ့သွားတွေ့လို့မရတော့ပါဘူးရှိုးတာတော့ B4 ခန်းထဲကိုဝင်လာပြီးတော့ယူနာစီကိုတော့အာရီစုနဲ့ရေတို့ရောက်လာခဲ့ပါတယ်ယူနာသူ့ကိုအသေးအံအော်ခေါ်နေပြီးတော့ရှိုးတာလည်းသူ့ညမဝင်လို့မရတာတီးသွားပါတယ်ဒါပြင် B4 ကအမှတ်2မှတ်နှုတ်မဲ့အခန်းလေးဖြစ်နေတာပါရှိုးတာစီမှာကလည်းအမှတ်က2မှတ်ပဲကျန်တော့တာဆိုတော့2မှတ်နှုတ်ခံတုံညဖြစ်ပြီးတော့ game over ဖြစ်ပါပြီရှိုးတာလည်းသူတေးရတော့မှာကိုသိလိုက်ပြီးတော့မကြခင်မှာပဲဘေးဘက်ကနန်းတွေမှာဖျားเจ้าတစ်ခုရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတော့တယ်ဖျားเจ้าတွေမှာသူ့ညမတယောက်ချစ်သူဖြစ်သူနဲ့လက်ထပ်နေတာကိုမြင်လိုက်ပြီးရှိုးတာယူနာကိုဒါအမှတ်2မှတ်နှုတ်မဲ့အခန်းကြီးလို့ပြောပြလိုက်ပါတယ်ယူနာလည်းသူ့ကိုတေးရတော့မယ်ဆိုတာကိုတီးသွားပြီးတော့ငိုယိုပြီးတော့အကိုကြီးမသွားပါနဲ့ကျေးဇူးပြုပြီးဆိုပြီးတော့တောင်းပန်နေပါတယ်ရှိုးတာတော့သူ့ညမပျော်ရွှင်တဲ့ဆာခရင်ဘော်ကအနာဂတ်ပုံရင်းကိုကြည့်ပြီးပျော်အောင်နေပါချစ်တယ်နော်လို့ယူနာကိုနှုတ်ဆက်လိုက်ပါတယ်အဲနောက်တော့လေဘတ်ပေါက်ကွဲပြီးတော့ရှိုးတာတယောက်တေးဆုံးသွားပါတော့တယ်ယူနာတော့နန်ကြီးကိုဖတ်ပြီးတော့ငိုယိုနေပြီးအာရီစုတို့လည်းစိတ်မကောင်းပေမဲ့ဘာမှမတတ်နိုင်ပါဘူးဒါပေမဲ့ဥစာကီတို့အဖွဲ့ကတော့ရူဂျီနဲ့ပြန်ဆောင်ကြပြီးတော့သူတို့တွေလည်းရှိုးတာတေးဆုံးသွားတာကိုတီးသွားပါတယ်တက်ဆိုကတော့ဘာဖြစ်နေမှအခုထိမသိကြသေးပေမဲ့အဆက်အသွယ်ကမရသေးပါဘူးအာရီစုကတော့ရေကိုယူနာကိုခေါ်ပြီးတော့ C5 ကိုသွားပါ E5 ကလည်းထွက်ပေါက်မဟုတ်ဘူးဆိုတော့ဒေါင်ကန်ဆိုလို့ A5 ပဲကြံတော့ A5 ကထွက်ပေါက်ပဲဖြစ်ရမယ်ငါဥစာကီတို့နဲ့ B4 မှာစုံပြီးတော့ A5 ကိုဆက်သွားကြမယ်လို့အစီအစဉ်ဆွဲပေးလိုက်ပါတယ်ပြီးတော့ရေတို့တွေငိုယုံနေတဲ့ယူနာကိုခေါ်ပြီးတော့ C5 ကိုသွားဖို့လုပ်ပေမဲ့အာရီစုက B4 ဝင်ဖို့တကားဖွင့်လိုက်တော့အထဲမှာရှိုးတာရဲ့အလောင်းကိုမြင်လိုက်ရပါတယ်အဲ့မှာယူနာကသူ့ကိုအလောင်းစီကိုပြေးလာပြီးတော့အာရီစုနဲ့အတူ B4 ထဲကိုရောက်လာပါတယ်ရေလည်းသူ့ကိုလိုက်ခေါ်ဖို့လုံရင်းနဲ့တကားတွေပိတ်သွားတော့ဘဲမှမသွားလိုက်ရပဲခုနအခန်းထဲမှာပဲပြန်ပိတ်မိသွားပါတယ်အဲ့လိုနဲ့ရေတယောက်အခန်းမကူးတဲ့အတွက်နောက်တစ်ချိန် lockdown ခံရပါတော့တယ်ဒီမောင်နှမကတော့တော်ဒုက္ခပေးတဲ့မောင်နှမပါပဲစာကလေးကအာရီစုစီဇန်တိုင်းလိုက်မလို့သလိုရေကိုလည်းမကယ်ခဲ့ပဲနဲ့သွားကြရတယ်ရှောက်သွားနေလို့တယောက်ရှောသွားခဲ့ပါပြီအခုလည်းအစီအစဉ်တိုင်းမလို့ပဲပေါက်ကြရထပ်လို့တခြားသူတွေပါဒုက္ခရောက်နေရပါပြီယူနာတော့ဘာမှမသိပဲနဲ့သူ့ကိုလောင်းအောင်ပဲဖတ်ငုံနေပြီး B4 ခန်းနံပါတ်ရောမဲ့အခန်းဆိုတော့အာရီစုလည်းမရှိမဲ့သူ့အမှတ်လေးတွေပဲအနှုတ်ခံလိုက်ရပြီသူ့မှာလည်း4မှတ်ပဲကြံมาတော့တယ်ဒါပေမဲ့ဥစာကီတို့လည်း B3 ခန်းထဲကိုရောက်လာပြီးတော့ B3 က4မှတ်နှုတ်မှာဆိုတော့စာချီကသူ့အမှတ်တွေအနှုတ်ခံလိုက်ပါတယ်အဲ့တော့မှတော့ဥစာကီကအန်ဆာထပ်ခောက်လိုက်ပြီးတော့နံပါတ်က112ကြတော့ထပ်ပြီးတော့လူကခွဲရပါအောင်မယ်သူတို့ကကလေးနဲ့ဆို9ယောက်ရှိနေတာဖြစ်တဲ့အတွက်တယောက်က lockdown ချခံပြီးတော့နေခဲ့ရမှာပါအာရီစုကဥစာကီတို့အချိန်နေဘလို့လဲမေးလိုက်တော့ဥစာကီလည်းသူတို့3လမ်းခွဲသွားတော့မယ်အကြောင်းကိုပြောပြလိုက်ပြီးတက်ဆုကိုလည်းရှာမတွေ့သေးကြောင်းပြောလိုက်ပါတယ်အာရီစုကတက်ဆုက B4 မှာမဟုတ်ဘူးအဲ့တော့ A3 မှာပဲဒီတိုင်းဆို A3 ကအမှတ်တွေအများကြီးနှုတ်မှာတေးကြတယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဥစာကီတို့တွေဘယ်သူတွေဘယ်ခန်းသွားမလဲဘယ်သူကအမှတ်အများကြီးနှုတ်ခံမလဲဘယ်သူက lockdown နဲ့နေခဲ့မလဲဆိုတာကိုဆုံးဖြတ်ဖို့ပြားများနေကြပါတယ်ရေကတော့တယောက်တည်း lockdown ခံနေရတယ်လို့အာရီစုလည်းသူ့ကိုလောင်းကိုဖတ်ငုံနေတဲ့ယူနာကိုကြည့်ပြီးတော့ခေါင်းစားနေခဲ့ပါပြီအာရီစုတယောက်ထုံးစံတိုင်းတစ်ခုခုစဉ်းစားစမ်းတစ်ခုစဉ်းစားစမ်းလို့သူ့ကိုယ်သူပြောနေပြီးတော့အဲ့ချိန်မှာပဲနိုင်ရန်တစ်ခုကစကရင်ပေါ်မှာထွက်ပေါက်တကားကိုမြင်လိုက်ရပါတယ်ဒါမဲ့လူတယောက်ကတနက်ကိုထုတ်လိုက်တာကိုလည်းမြင်တွေ့လိုက်ပြီးထမ်းမြင်လိုက်ရတာကတော့ဥစာကီတယောက်ထွက်ပေါက်တကားရှိမှခေါင်းကိုတနက်အပြည့်ခံပြီးတော့သွေးအိုင်နဲ့လဲနေတာပဲဖြစ်ပါတယ်နောက်ဆုံးမှာဥစာကီရဲ့အလောင်းကိုငုံကြည့်ပြီးငိုကြွေးနေတဲ့အာရီစုရဲ့ခေါင်းပေါ်ကိုလည်းလေဆာတန်းတစ်ခုကျလာတာကိုမြင်လိုက်ရပါတော့တယ်ကလည်းတော်တော်လေးကိုကြောက်ဖို့လမ်းမှုကောင်းပြီးတော်တော်လေးလည်းအုံစားနေခဲ့ပါပြီအဲ့တော့ဘယ်သူတွေအသက်ရှင်ကျန်းမာလဲဇက်သိန်းရောဘယ်လိုမျိုးသိန်းထားမှလဲဆိုတာကိုတော့မနေ့ဖြန်မှာပြန်တွေ့ပါမယ်အဲ့တော့ channel subscribe လုပ်ဘေးနားခေါင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ကြပါဦးဒီနေ့မှာစာဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်မေးတဲ့ဘောရော့တယောက်ချင်းစီတိုင်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ